Bird fishing ရုပ်ရှင်ရဲ့အကြီးမားဆုံးပဟေတိကတော့အဓိကဇက်ကောင်တွေယူဆောင်နေကြတဲ့လက်ဆွဲတစ်တာထဲမှာဘာရှိသလဲဆိုတဲ့မေးခွန်းပါပဲ။ Director Quentin Tarantino ကဘယ်တော့မှအဖြေမပေးခဲ့ပေမဲ့ပရိသတ်တွေရဲ့ထင်မြင်ယူဆချက် theory 3 ခုရှိခဲ့ပါတယ်။ Welcome back The Scene Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကမ္ဘာကျော် Director Quentin Tarantino ရဲ့အကောင်းဆုံးလက်ရာတွေထဲကတစ်ခုဖြစ်တယ်လို့ရုပ်ရှင်ကြည့်ပရိသတ်တွေကြည့်ရတာရှုပ်ထွေးတယ်လို့နာမည်ကြီးတဲ့ Bird fishing ရုပ်ရှင်အကြောင်းပြောရအောင်။ Vengeance and furious anger. ရုပ်ရှင်ရဲ့အထူးခြားဆုံးအချက်ကဇလန်းကိုအစင်လိုက်အတိုင်းမပြပဲရှေ့နောက်လွှဲပြောင်းပြီးပြသွားတာပါရုပ်ရှင်ထဲမှာအပိုင်း၃ပိုင်းခွဲထားပေမဲ့အချိန်ကာလတွေကရောထွေးနေပါတယ်ဥပမာဇလန်းအလယ်မှာတည်သွားတဲ့ဇက်ကောင်ကဇက်သိမ်းပိုင်းမှာအရှင်လက်လက်ပြန်တွေ့ရတာမျိုးပါဒရိုက်တာကပရိသတ်ကိုဘာဆက်ဖြစ်မလဲဆိုတာထက်ဒါကဘယ်လိုဖြစ်လာတာလဲဆိုတဲ့စူးစမ်းခြင်းစိတ်ကိုပို့ပေးခြင်းလို့ပါဒီရုပ်ရှင်ရဲ့ဇက်သိမ်းကန်းဟာတကယ်တော့ဇလန်းရဲ့အလယ်ဘဟုမှာရှိနေတဲ့အဖြစ်အပျက်ဖြစ်နေတာကဒီရုပ်ရှင်ရဲ့အရာတာတစ်ခုပါဒီအစီအစဉ်မှာတော့ဒီရုပ်ရှင်ရဲ့ဇလန်းတွေကိုမူလ plot အတိုင်းမပြောပါဘူးရှင်းနောက်လွှဲပြထားလို့နားလေရခတ်သူတွေအတွက်ကျွန်တော်အစင်လိုက်အတိုင်းပြန်စီပြီးဇလန်းကိုတင်ပြခြင်းနဲ့အတူဇက်ကောင်တယောက်ချင်းစီရဲ့ character ကို analyze လုပ်ပြီးပြောပြသွားမှာပါ okay ကျွန်တော်တို့စလိုက်ကြရအောင် I want to win I want that trophyဇလန်ရဲ့အစကတော့လူမိုင်းနှစ်ယောက်ဖြစ်တဲ့ Vincent Vega နဲ့ Drew Winfield တို့ဟာသူတို့ရဲ့ဂိုင်းချုပ်ကြီး Marcellus Wallace စီကနေပစ္စည်းတစ်ခုခိုးသွားတဲ့လူငယ်တစုစီကိုတွားတာကနေစပါတယ်ဒီမှာထူးခြားတာကသူတို့ဟာလူမသက်ခင်မှာဟမ်ဘာဂါအကြောင်းတွေဥရောပကယဉ်ကျေးမှုအကြောင်းတွေနဲ့သူတို့တထေးရဲ့ခတ်ဟော့ဇနီးအကြောင်းကိုပုံပေါ်ပါပါပြောကြဆိုကြလုပ်နေကြတာပါသူတို့တွားရမယ့်နေရာရောက်တော့ Juice ကဓမ္မကျမ်းစာတွေကစာသားတွေကိုရွတ်ဆိုပြီးအဲ့ဒီလူငယ်တွေကိုတပ်ပစ်လိုက်ပါတယ်ဒါပေမဲ့အခန်းထဲကလူငယ်တယောက်ကသူတို့ကိုတနက်နဲ့အနီးက6ချက်တိတိပြန်ပစ်ခဲ့ပေမဲ့ကြီးစံတွေကသူတို့ကိုလုံးဝမထိပဲနယံကိုပဲထိသွားခဲ့ပါတယ်ဒီနေရာမှာ Juice ကဒါဟာဘုရားသခင်ရဲ့စောင့်ရှောက်မှုလို့ယုံကြည်သွားပြီးလူမိုက်လောကကနေထွက်ဖို့စိတ်ကူးရသွားပါတယ်။ Vincent ကတော့ဒါဟာတိုက်ဆိုင်မှုတတ်ပဲလို့ယူဆပါတယ်။အဲ့ဒီလူငယ်တွေစီကနေအသက်ရှင်ကျန်ရစ်ခဲ့တဲ့လူငယ်တယောက်ကိုသူတို့ကားဘော်ကိုခေါ်ဆောင်လာတဲ့အချိန်မှာ Vincent ကမတော်တဆတနက်မောင်းဖြုတ်မိပြီးအဲ့ဒီလူငယ်ရဲ့ခေါင်းကိုပြစ်မိသွားပါတယ်။ကားတစ်စီးလုံးသွေးတွေပေကုန်ပြီးလူမိမှာကြောက်လို့သူတို့တငယ်ချင်းဂျင်မီအိမ်ကိုပပုံရပါတယ်။အဲ့ဒီမှာပြဿနာကိုဖြေရှင်းဖို့ Mr. Wolf ဆိုတဲ့ပုဂ္ဂိုလ်ကြီးရောက်လာပြီးကားကိုဆေးကြောတာအလောင်းဖျောက်တာတွေကိုစနစ်တကျစီမံပေးပါတော့တယ်ဒီအပိုင်းမှာလူမိုက်တွေရဲ့လက်တွေ့ကြကြဖြည့်ရှင်းပုံ efficiency နဲ့ professional ဆန်မှုတွေကိုတွေ့ရမှာပါဒီပြဿနာတွေရှင်းပြီးတဲ့နောက်မှာ Vincent နဲ့ Juice တို့ဟာစားတောက်ဆိုင်တစ်ခုမှာသွားစားကြတယ်အဲ့ဒီအချိန်မှာပဲကန်ချမာကနောက်ပြောင်တယ်လို့ဇလန်းအစမှာပြခဲ့တဲ့ရီးစားနှစ်ယောက်ပန်းကင်းနဲ့ Honey Bunny ကအဲ့ဒီဆိုင်မှာဓမြတိုက်ပါတော့တယ်ဒီဓမြတိုက်တဲ့သူနှစ်ယောက်ကို Juice တို့အေးဆေးရှင်းပြနိုင်ပေမဲ့ Juice ကသူ့ရဲ့ပြောင်းလဲနေတဲ့စိတ်နေစိတ်ထားကြောင့်တနည်းအားဖြင့်ပြောရရင်တရားရနေတဲ့စိတ်ကြောင့်သူတို့ကိုမတတ်ပဲပတ်စံပေးပြီးလွတ်ပေးလိုက်ပါတယ်ဒါဟာ Juice တို့တော့သူ့ရဲ့လူမိုက်ဘဝဇသိမ်းခံမှာသူဘာသာရေးဖက်ကိုအပြည့်အတိုင်ကူပြောင်းသွားဖို့ဆုံးဖြတ်လိုက်တာပါအဲ့ဒီနောက်ပိုင်းမှာ Vincent ဟာသူတို့ရဲ့ဂိုင်းချုပ် Marcella Wallace ရဲ့ဇနီး Mia Wallace ကို Marcella မရှိခိုက်အဖော်ပြုပြီးကူညီဆောက်ရှောက်ပေးဖို့တာဝန်ပေးခံရတယ်သူတို့နှစ်ယောက်ဟာညစာစားကြတယ် Twist အကပြိုင်ပွဲမှာကကြတယ်ဒါပေမဲ့အိမ်ပြန်ရောက်လာတဲ့အခါ Mia က Vincent ရဲ့အင်ဂျီအိတ်ထဲက heroin တွေကိုသုံးမိပြီးအခက်မတင်ပဲဆေးလွန် overdose ဖြစ်သွားပါတယ် Vincent ဟာကြောက်လန့်တကြားနဲ့ဆေးရောင်းသမားအိမ်ကိုတွားပြီးမီယာရဲ့နှလုံးထဲကို adrenaline ဆေးနဲ့ထိုးထည့်ကအသက်ကယ်ခဲ့ရပါတယ်သူတို့နှစ်ယောက်ဟာဒီရှိုးဝဲချက်ကို Marcella မသိအောင်ဖုံးကွယ်ထားဖို့သဘောတူလိုက်ကြတယ် Marcella တိသွားရင် Vincent တိမ်မှာပါဇလန်ရဲ့နောက်ဆုံးပိုင်းမှာတော့လက်ဝှေ့သမား Bush ပါဝင်လာပါတယ် Marcella က Bush ကိုသူထိုးရမယ့်လက်ဝှေ့ပွဲတစ်ခုမှာပြိုင်ဘက်ကိုအရှုံးပေးဖို့ပတ်စံပေးထားပေမဲ့ Bush ကဂတိဖြတ်ပြီးပြိုင်ဘက်ကိုအသေးထိုးပစ်လိုက်ပါတယ်ပြီးတော့ပတ်စံတွေနဲ့ထွက်ပြေးဖို့ကြိုးစားပါတယ်သူထွက်ပြေးကနီးမှာသူ့အဖေစီကအမွေရခဲ့တဲ့ရွှေနာရီကိုယူဖို့အိမ်ပြန်သွားခဲ့ပါတယ်အဲ့ဒီအိမ်မှာသူ့ကိုစောင့်နေတဲ့ Vincent Vega နဲ့ထိတ်တိုက်တွေ့ပြီး Bush က Vincent ကိုတပ်ပစ်လိုက်ပါတယ်ဒါကြောင့်ဒီဇလန်ရဲ့အစီအစဉ်အရဆိုရင် Vincent ကဒီနေရာမှာတည်သွားတာပါ Bush ကအိမ်ကပြန်လာတဲ့လမ်းမှာ
မာရှယ်လာနဲ့ထပ်ပြီးတဲ့တိုးပါတယ်တယောက်နဲ့တယောက်တိုက်ခိုက်ကြပေမဲ့နောက်ဆုံးမှာ Bush နဲ့ Marshall တို့ဟာမမျှော်လင့်ပဲအခြားလူရန်ကားတွေရဲ့ဖမ်းဆီးခြင်းကိုအတူတူခံရပြီးတယောက်ကိုတယောက်ပြန်ကယ်ခဲ့ကြလို့ Marshall က Bush ကိုခွင့်လွှတ်ခါဇလန်ဒီနီယာမှာပြီးဆုံးသွားပါတယ်ဇလန်ကဒီနီယာမှာပြီးသွားပေမဲ့ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ကောင်တွေအကြောင်းနဲ့ဒါရိုက်တာပေးခြင်းတဲ့အကြောင်းအရာတွေကိုထပ်ပြီးကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဗျကျွန်တော်တို့မြင်နေကြလူမိုက်နဲ့လူဆိုးကိုင်းရုပ်ရှင်တွေမှာလူမိုက်တွေကလူတက်ဖို့ပဲစကားပြောကြပါတယ်ဒါပေမဲ့ Pulp Fiction မှာတော့လူမိုက်တွေဟာဟမ်ဘာဂါအကြောင်းပြင်သစ်ကမုတ်တိုက်အကြောင်းဒါမှမဟုတ်ဖုန်ပါဆက်ခေါ်တဲ့ခြေထောက်နှိပ်တဲ့အကြောင်းဒါတွေကိုအကြာကြီးဆွေးနွေးသွားတာကိုပြသွားတာပါသူတို့ဟာလူသားတွေတဲကတာမန်လူတွေပါသူတို့ရဲ့ဘဝဘေးအခြေအနေနဲ့ရွေးချယ်မှုကြောင့်လူမိုက်အလုံးနဲ့အသက်ရှင်တန်ကြပေမဲ့သူလိုကိုလိုပဲတွေးပါတယ်လူတက်ဖို့ရိုက်နှက်ဖို့အကြောင်းတတ်ပဲပြောနေတဲ့လူတွေမဟုတ်ပါဘူးတာမန်အကြောင်းအရာတွေအပြင်ဖျားတရားအကြောင်းတွေကိုလည်းစိတ်ဝင်စားတဲ့လူတွေရှိနေတယ်ဆိုတာကိုပြထားတာပါဒီလိုအသေးဖွဲတာမန်ကိစ္စတွေကိုပြောပြခြင်းအပြင်လူသက်သမားတွေကိုတာမန်လူသားတွေလိုမျိုးပြိတ္တကခံစားရစေပါတယ်ဒီစကားပြောခန်းတွေဟာဇလန်ရဲ့အရှိန်ကိုမနှေးစေပဲဇက်ကောင်တွေရဲ့ဇယိုက်ကိုပိုပေါ်လွင်စေလို့တာမန်မြင်နေကြတွေနဲ့မတူပဲထူးခြားမှုဖြစ်သွားတာပါဒီရုပ်ရှင်ရဲ့အဓိကဇက်ကောင်တွေတဲကတယောက် Juice ဟာဒီရုပ်ရှင်ထဲမှာစိတ်ပိုင်းဆိုင်ရာအရာအပြောင်းလဲနိုင်ဆုံးဇက်ကောင်ပါကြီးစံနေဂျားကအသက်မသေးပဲလွတ်မြောက်လာတဲ့အခါသူဟာဂျာကိုတိုက်ဆိုင်မှုလို့မမြင်ပဲဘုရားသခင်ရဲ့စောင့်ရှောက်ခြင်းလို့ချက်ချင်းလက်ခံလိုက်ပါတယ်ငကိုတွေကဘုရားတရားအကြောင်းကိုစိတ်ဝင်စားလေးလာဘူးလို့သာကျမ်းစာတွေရဲ့စာသားတွေကိုရွတ်ပြနေနိုင်တာပါသူအမြဲရွတ်နေကြကျမ်းစာစာသားကိုဇလန်းအစမှာလူတက်ဖို့အရှိန်ယူတဲ့စာသားအဖြစ်အသုံးပြုခဲ့ပေမဲ့ဇက်သိန်းကမ်းမှာတော့ဒီစာသားရဲ့အဓိပ္ပာယ်အစစ်ကိုသူကိုယ်တိုင်ပြန်ပြီးဆင်ခြင်သုံးသပ်လာပါတယ်ဒါဟာဂိုင်းစတာဘဝကနေလမ်းပြသူတယောက်အဖြစ်ဘဝကိုကူးပြောင်းဖို့ဆုံးဖြတ်လိုက်တာပါသူဟာအမားကိုသိမြင်ပြီးရုံထွက်နိုင်ခဲ့လို့ဇလန်အဆုံးမှာအသက်ရှင်ပြီးကြံရစ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်နောက်ထပ်ဇက်ကောင်တယောက်ဖြစ်တဲ့ Vincent ဟာဂျူးနဲ့ဆန့်ကျင်ဘက်ပါသူကတော့စနေဟောင်းထဲမှာပိတ်မိနေသူဖြစ်ပါတယ်ဂျူးကအတိတ်နိမိတ်ကိုယုံကြည်သွားတဲ့အချိန်မှာ Vincent ကဒါကိုအဓိပ္ပာယ်မရှိဘူးလို့ပယ်ချခဲ့ပါတယ်သူဟာလောကကြီးကိုခံစားချက်မဲ့စွာနဲ့ပဲဆက်ပြီးကြည့်ရှုနေသူပါပေါ်ပါပဲနေတယ်အလေးနက်မရှိဘူးစေးသုံးတယ်သတိလက်လွတ်နေတယ်ဒီဇလန်တွေကသူပြောတဲ့ dialogue တွေကသူ့ရဲ့ဇာတ်ကိုဟောပြနေတာပါဒီရုပ်ရှင်မှာထူးခြားတာက Vincent အိမ်သားတွေရောက်နေတဲ့အချိန်တိုင်းမှာပြဿနာတစ်ခုခုအမြဲတမ်းတက်တယ်ဥပမာမီယာ overdose ဖြစ်ပြီးဆေးလွန်တာစားတောက်ဆိုင်မှာဓမြတိုက်ခံရတာနောက်ဆုံးသူအသက်ခံရတာဒါဟာသူအမြဲတမ်းနိုးကြားကြားနဲ့တတိရှိမနေဘူးဆိုတာကိုပြသထားတဲ့ဒါရိုက်တာရဲ့သင်္ကေတတစ်ခုပါ Vincent ဟာကြောင်းလဲဖို့ညှင်းဆန်ပါတယ်သူရဲ့ပေါ်လျော်မှုနဲ့အခြေအနေကို short တွက်မှုတွေဟာနောက်ဆုံးမှာသူ့ကိုတေရင်းနဲ့ပို့ဆောင်ခဲ့တာပါသူရဲ့လှုပ်ဖော်ကင်ဘက် Juice လို့အမြင်မပွင့်ခဲ့လို့သူဟာစစ်တူရင်ခုံပေါ်ကအဆုံးရှုံးခံနေရုပ်ကလေးတစ်ခုဖြစ်သွားခဲ့ရတာပါမီယာဇက်ကောင်မီယာဟာဂိုင်းချုပ်ကြီးရဲ့ဇနီးဖြစ်ပေမဲ့သူမရဲ့ဘဝဟာအထီးကျန်မှုနဲ့ပြင်းရင်းမှုတွေပြည့်နေပါတယ်သူမဟာအန်ရရှိတဲ့ကစားပွဲကိုကစားရတာဝါသနာပါပုံရပါတယ်ဗင်ဆန်နဲ့ညစာစားတာဆေးရီသုံးဆွဲတာဟာသူမရဲ့ပြင်းစရာကောင်းတဲ့ဘဝထဲမှာစိတ်လှုပ်ရှားမှုဖြစ်ချင်လို့ပါဘဝရဲ့အပေါ်ယံစကလုံးတွေထက်တကယ့် connection ကိုရှာဖွေနေသူပါပတ်စံတဲ့ပစ္စည်းဥစ္စာလိုတလောက်ရနိုင်တဲ့အစင်တန်းမြင့်တဲ့ဘဝမှာနေရပြီမဲ့ရွှေလောင်အိမ်ထဲကငှက်တကောင်လိုပါပဲမီယာရဲ့ဆေးလွန်သွားတဲ့အဖြစ်အပျက်ဟာသူမဘယ်လောက်ထိထိန်းချုပ်မှုမဲ့ပြီးအထီးကျန်နေတယ်လဲဆိုတာကိုပြသနေတာဖြစ်ပါတယ်။ Pulp Fiction ရုပ်ရှင်မှာလူတိုင်းဟာရွေးချယ်မှုတွေလုပ်ကြပါတယ်။ Juice ကဖျားသခင်ကိုရွေးချယ်ခဲ့တယ်။ Vincent ကတော့သူ့ရဲ့ပေါ်ဆမှုကိုရွေးချယ်ခဲ့တယ်။ Bush ကတော့သူ့အဖေရဲ့ဂုဏ်သိက္ခာနဲ့ရွှေအောင်နာကြီးမိတ်ဆွေကိုစောင့်ရှောက်ခြင်းဆိုတဲ့အရာတွေကိုရွေးချယ်ခဲ့တယ်။နောက်ဆုံးမှာတော့ဒီရွေးချယ်မှုတွေကပဲသူတို့ကိုဘယ်သူသေးစေပြီးဘယ်သူရှင်သန်ကြံ့ရင့်နေမလဲဆိုတာကိုဆုံးဖြတ်သွားတာပါ။ဒါဟာကျွန်တော်တို့လူသားတွေရဲ့ဘဝအစစ်မှန်ပါ။ကျွန်တော်တို့လှုပ်လိုက်တဲ့အသေးဖွဲကိစ္စလေးတစ်ခုကဒီနေ့မှာကျွန်တော်တို့ရဲ့ကံကြမ္မာကိုပြောင်းလဲပြစ်နိုင်တယ်ဆိုတာကိုဒါရိုက်တာ Quentin Tarantino ကဒီဇက်ကောင်တွေကနေတဆင့်ပြသွားတာပါဒီရုပ်ရှင်မှာနောက်ထပ်ပြောစရာအရာတစ်ခုရှိပါတယ် Pulp Fiction ရုပ်ရှင်ရဲ့အကြီးမားဆုံးပဟေတိကတော့အဓိကဇက်ကောင်တွေယူဆောင်နေကြတဲ့လက်ဆွဲတစ်တာထဲမှာဘာရှိသလဲဆိုတဲ့မေးခွန်းပါပဲဒါရိုက်တာ Quentin Tarantino ကဘယ်တော့မှအဖြေမပေးခဲ့ပေမဲ့ပရိသတ်တွေရဲ့ထင်မြင်ယူဆချက် theory 3 ခုရှိခဲ့ပါတယ်ပထမတစ်ခုကဂိုင်းချုပ်ကြီး Marshall ရဲ့ဝိညာဉ်ဒါကတော့ပရိသတ်တွေအယုံကြည်ဆုံးနဲ့အနက်ရှိုင်း
ခိုင်းဆုံး theory ပါရုပ်ရှင်ထဲမှာဂိုင်းချုပ်ကြီး Marcellus ရဲ့ဇက်ပိုးမှာ plaster တစ်ခုကတ်ထားတာကိုသတိထားမိမှာပါဒန်နာရီကစက်တန်ဟာလူတစ်ယောက်ရဲ့ဝိညာဉ်ကိုဇက်ပိုးကတစ်ဆင့်နှုတ်ယူလေးရှိတယ်လို့သိရပါတယ်တစ်တာကိုဖွင့်လိုက်တဲ့အခါမှာထွက်လာတဲ့ရွှေရောင်အလင်းတန်းဟာပြန်လည်ရရှိသွားတဲ့ဝိညာဉ်ရဲ့အလင်းတန်းဖြစ်ပြီးတစ်တာဖွင့်ဖို့ show one number ကလည်း666စီတန်ရဲ့ဂိမ်းကနန်းဖြစ်နေတာကဒီ theory ကိုပိုပြီးခိုင်မာစေပါတယ်ဒါကိုဘာကြောင့်ဒီရုပ်ရှင်ထဲမှာထည့်ရိုက်ပြတယ်လဲစီတန်နဲ့ပတ်သက်တဲ့ကိုးကွယ်ယုံကြည်မှုနဲ့အောင်မြင်မှုအတွက်လဲအထက်လှုပ်ခြင်းဟာဟောလိဝုဒ်နဲ့အထက်တန်းလွှာအတိုင်းဝိုင်းရဲ့အမှောင်ဘက်ချမ်းမှာရှိတဲ့အရာတွေအဖြစ်ကြားဖူးထားတာရှိပါတယ်။ဘာရည်ရွယ်ချက်နဲ့ဒါကိုရိုက်ပြတယ်လဲဆိုတာကတော့ဒါရိုက်တာကပဲအသိဆုံးဖြစ်မှာပါ။နောက် theory တစ်ခုက Tarantino ရဲ့ပထမဦးဆုံးရုပ်ရှင်ဖြစ်တဲ့ Reservoir Dogs ရုပ်ရှင်ထဲမှာခိုးခံလိုက်ရတဲ့စိန်တွေဖြစ်နိုင်တယ်လို့လည်းယူဆကြပါတယ်။ Tarantino ရဲ့ရုပ်ရှင်တွေဟာ universe တစ်ခုထဲမှာပဲဆက်ဆက်လေးရှိပါတယ်။ဒါကြောင့်ဒီရုပ်ရှင်ထဲမှာပျောက်ဆုံးသွားတဲ့စိန်တွေဟာ Marcellus Wallace လက်ထဲမှာရောက်နေတာလို့ပရိသတ်ချို့ကယူဆကြပါတယ်။ဒါပေမဲ့ဒါရိုက်တာကတော့ဒါကိုညှင်းဆိုခဲ့မှုပါတယ်။နောက်ဆုံး theory တစ်ခုက The MacGuffin ဘာမှမရှိတာပါ။တကယ်တမ်းလက်တွေ့ကြကြပြောရရင်ဒါဟာ MacGuffin ဘာမှမရှိခြင်းပါ MacGuffin ဆိုတာဇလန်းရှေ့ဆက်ဖို့အတွက်ဇက်ကောင်တွေအသေးအတန်လိုက်ရှာနေကြတဲ့ပစ္စည်းတစ်ခုကိုခေါ်တာပါဒီပစ္စည်းဟာဘာလဲဆိုတာထက်ဒီပစ္စည်းကြောင့်ဇက်ကောင်တွေဘာလုပ်ကြမလဲဆိုတာကပဲပိုအရေးကြီးပါတယ်ဒါရိုက်တာကိုရန်ကဒီထဲမှာဘာရှိသလဲဆိုတာခင်ဗျားတို့စိတ်ကြိုက်တာမှန်းကြည့်ကြပါလို့ပြောခဲ့ပူပါတယ်ပရိသတ်တွေရဲ့စိတ်ထဲမှာတန်ဖိုးအရှိဆုံးလို့ထင်ရတဲ့အရာတစ်ခုခုရှိနေစေဖို့သူကတမင်တကာဝတ်ထားခဲ့တာဖြစ်ပါတယ်လက်ဆွဲတစ်တာထဲမှာဘာရှိသလဲဆိုတာထက်အဲ့ဒီတစ်တာကြောင့်လူတွေဘလို့အသက်ပေးခဲ့ရတယ်လဲ juice တယောက်ဘလို့စိတ်ပြောင်းပြီးအမြင်မှန်ရသွားတယ်လဲဆိုတာကပိုအရေးကြီးပါတယ်ဝိညာဉ်ပဲဖြစ်ဖြစ်ရွှေပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘာမှမရှိတာပဲဖြစ်ဖြစ်ဒီရှိုးဝက်ချက်ကပဲ bird fishing ကိုနှစ်ပေါင်း30ကြာတဲ့အထိကျွန်တော်တို့ကိုဆွေးနွေးညှင်းခုန်စေခဲ့တဲ့အမှုပညာတစ်ခုဖြစ်စေခဲ့တာပါပဲခင်ဗျားတို့ကဒီတစ်တာထဲမှာဘာရှိတယ်လို့ထင်ကြလဲဗျ Vengeance and furious anger. bird fishing ရုပ်ရှင်ဟာဒါရိုက်တာ Quentin Tarantino ရဲ့ဒုတိယမြောက်ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပြီးအဲ့ဒီခေတ်ကအတော်နာမည်ကြီးခဲ့တဲ့ရုပ်ရှင်တစ်ခုပါ postmodern ရုပ်ရှင်လို့လည်းသတ်မှတ်ကြတဲ့ရုပ်ရှင်ပါ budget 8.5 million ရင်းခဲ့ပေမဲ့ box office မှာ213တန်းထိပြန်ရခဲ့တဲ့ရုပ်ရှင်ပါ68ကြိမ်မြောက် Oscar ဆုပေးပွဲမှာ nomination 9ဆုထိနေရာယူထားနိုင်ခဲ့တဲ့ရုပ်ရှင်ပါဟုတ်ပါပြီဒီရုပ်ရှင်နဲ့ပတ်သက်တဲ့အမှတ်ရစရာရှိရင် comment မှာဝင်ရောက်ဆွေးနွေးတော့ပါအောင်ဗျနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေအတွက် The Scene Channel ကို subscribe like and follow လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့အောင်ဗျအဆုံးထိရှိနေပြီတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် see you next